အခုကျွန်တော်ပြောရမယ့်အကြောင်းအရာလေးကတော့ယုံကြည်လက်ခံတဲ့သူကိုသာကယ်တင်ခြင်းခံရမယ်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်ပြောသွားမှာဖြစ်တယ်။ဘာဖြစ်လို့အဲ့ဒီခေါင်းစဉ်လေးကိုကျွန်တော်ရွေးချယ်ရတာလဲဆိုရင်တော့တချို့တွေကမင်းတို့ဖះကမတရားဘူးယုံကြည်တဲ့လူကိုပဲကယ်တင်ပြီးတော့မှမယုံကြည်တဲ့လူကိုကြတော့ဘာလို့မကယ်တင်ချင်တာလဲအဲ့လိုမျိုးဖះကတရားလားဆိုပြီးတော့မှမေးခွန်းကြီးထုတ်ကြတယ်အဲ့ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့မှအခုလိုကျွန်တော်ဗီဒီယိုလုပ်ရခြင်းဖြစ်ပါတယ်အဲ့အတွက်ကြောင့်အဲ့ဒီအဖြစ်လေးကိုသိချင်တယ်ဆိုတော့ဒီဗီဒီယိုလေးကိုအစနဲ့အဆုံးထိသိချာလေးနားထောင်ပေးပါလောကမှာဘာဖြစ်လို့အပြစ်တရားဆိုတာရှိလာတာလဲအဲ့ဒီဟာကိုအရင်ဆုံးမေးခွန်းထုတ်ဖို့လိုတယ်အဲ့ဒီအပြစ်တရားဆိုတဲ့အကြောင်းလေးကိုနားမလည်ဘူးဆိုရင်တော့ဒီဖျားမတရားတဲ့အကြောင်းကိုပဲအမြဲတမ်းစိတ်ထဲမှာမြင်နေရမှာဖြစ်တယ်အဲ့ဒီတို့ကြောင့်အဲ့ဒီအပြစ်တရားဆိုတာဘယ်ကနေဝင်လာလဲဆိုတာကိုကျွန်တော်တို့အယူဆပြောသွားမှာဖြစ်တယ်ကဲအပြစ်တရားဆိုတာကဘာဥစားမှာဘုရားသခင်ကလူအာရာနဲ့အေဝါကိုဘုရားသခင်ကဖန်ဆင်းခဲ့တယ်အဲ့ဒီမတိုင်ခင်မှာဆိုရင်လောကကဘာမှာလူဆိုတာတူဦးမှမရှိသေးဘူးတယောက်မှမရှိသေးဘူးအဲ့ဒီခါမှာသူတို့နှစ်ယောက်ကိုဖန်ဆင်းပြီးတော့မှအေဒီဥကြီးမှာအရန်ကောင်းတဲ့နေရာလေးမှာဘုရားသခင်ကသူတို့ကိုထားတယ်အဲ့ဒီထဲမှာ तू ကတိတိနာနဲ့အကုန်စားစရာတွေအကုန်လုံးအပင်မျိုးစုံဘုရားသခင်ကဖန်ဆင်းပေးထားပြီးတော့မှစားလို့ကောင်းတဲ့အရာအားလုံးဖန်ဆင်းပေးထားပြီးတော့မှအဲ့ဒီမှာအသက်ပင်ကိုလည်းဘုရားသခင်ကဖန်ဆင်းပေးထားတာဖြစ်တယ်အဲ့ဒီအသက်ပင်ကိုစားမယ်ဆိုရင်သူတို့ကထာဝရအသက်ရှင်နေနိုင်တဲ့အသက်ပင်မျိုးဖြစ်တယ်အဲ့ဒီထဲမှာအာရာနဲ့အေဝါကိုလည်းအပြစ်တရားလုံးဝကင်းမဲ့ပြီးတော့မှသူတို့မှာထာဝရပျော်ရွှင်ခြင်းနဲ့ပြည့်နှံ့ပြီးတော့မှသူတို့ထာဝရအသက်ရှင်နေရတဲ့အသက်မျိုးကိုသူတို့ပိုင်ဆိုင်ထားတာဖြစ်တယ်။အဲ့ဒီထက်မှာအဲ့ဒီအပင်တွေအားလုံးထက်မှာဘုရားသခင်ကကောင်းမကောင်းတီးကြောရင်အပင်ဆိုပြီးတော့မှဖန်ဆင်းထားပြီးတော့မှအဲ့ဒီအပင်ကိုအေဒီဦးကြီးအလင်မှာအသက်ပင်နဲ့အတူတူထားတယ်။ဒါပေမဲ့ဘုရားသခင်ကသူတို့နှစ်ဦးကိုမှာထားတယ်။ဒီကျန်တဲ့အပင်အားလုံးအသီးကိုအကုန်လုံးစားနိုင်တယ်။အသက်ပင်ရဲ့အသီးကိုလည်းစားနိုင်တယ်။သို့တော့ဒီကောင်းမကောင်းတိကြောရင်အပင်ရဲ့အတိကိုကမစားရဘူးစားမယ်ဆိုရင်အဲ့ဒီအတိကမင်းတို့စားတဲ့နေ့မှာပဲတေးမယ်။ဘာဖြစ်လို့လဲ။ဖခင်သခင်ကသူတို့ကိုတတ်မှာမဟုတ်ဘူး။အဲ့ဒီအပင်ရဲ့အတိကလူတွေကိုတေးစင်နိုင်တဲ့အစိတ်မျိုးရှိတယ်။ကဲတေးမယ်ဆိုရင်ဘယ်လိုမျိုးတေးခြင်းလဲ။ကဲတေးခြင်း၃မျိုးရှိတယ်။အဲ့ဒီတေးခြင်း၃မျိုးထဲမှာပထမကခန္ဓာကိုယ်တေးခြင်းတစ်မျိုးရှိတယ်။နောက်တစ်ခုကဝိညာဉ်တည်ခြင်းရှိတယ်နောက်တစ်ခုကထာဝရဝိညာဉ်တည်ခြင်းဆိုတာရှိတယ်အဲ့တော့အဲ့ဒီခန္ဓာတည်ခြင်းဆိုတာဘယ်လိုမျိုးလဲဆိုရင်ဒီခန္ဓာကိုယ်မလှုပ်မရှားတော့အသက်မရှိတော့ဘဲနဲ့ဒီတိုင်းမလှုပ်နိုင်တော့တဲ့စကားမပြောနိုင်တော့တဲ့အသက်မရှိတော့တဲ့လူကိုကျွန်တော်တို့လူတွေကတည်ပြီးလို့အမှတ်ချက်ပေးတာဖြစ်တယ်တိုးတော့တည်တည်ချာချာလေးစဉ်းစားမယ်ဆိုရင်တည်ခြင်းအဲ့ဒီခန္ဓာတည်ခြင်းဆိုတာအဲ့ဒါကိုကြည့်ပြီးတော့မှတေးပြီးလို့ဆုံးဖြတ်သလားဆိုရင်မှန်တော့မှပဲမပြည့်စုံဘူးအတိတ်ပဲတေးချင်းခန္ဓာတေးချင်းဆိုတာကအထဲမှာလူခန္ဓာကိုယ်ရဲ့အထဲမှာဝိညာဉ်ဆိုတာရှိတယ်အဲ့ဒီလူရဲ့ဝိညာဉ်ကခန္ဓာကိုယ်ထဲကနေထွက်သွားလိုက်ပြီးတဲ့နောက်ပိုင်းမှာခန္ဓာကအသေးသို့မဟုတ်ရုပ်ကလမတာဖြစ်သွားတယ်အဲ့ဒီအတွက်ကြောင့်မလို့လူတွေဟာတေးပြီးလို့မှတ်ချက်ပေးလိုက်တာဖြစ်တယ်အဲ့ဒီဝိညာဉ်ထွက်သွားပြီးတဲ့နောက်ပိုင်းမှာခန္ဓာကိုယ်ကမလှုပ်မရှားနိုင်တော့တဲ့ခန္ဓာမလှုပ်အသက်မရှူနိုင်တော့တဲ့ခန္ဓာဖြစ်သွားတယ်အဲ့အသက်ရှင်နိုင်တဲ့အသက်ပေးနိုင်တဲ့ဝိညာဉ်ထွက်သွားပြီးတဲ့နောက်ပိုင်းမှာခန္ဓာကဘာမှမလှုပ်ဆောင်နိုင်တော့တဲ့အခါမှာနောက်ကြတော့ပုပ်ဆက်ချစ်ဘက်ကိုရောက်သွားတာဖြစ်တယ်အဲ့တော့တေခြင်းဆိုတာခန္ဓာကိုယ်နဲ့ဝိညာဉ်ကင်းကွာခြင်းခွဲခွာခြင်းလို့အဓိပ္ပာယ်ရတယ်။ကဲဝိညာဉ်တည်ခြင်းဆိုတာဘယ်ဟာကိုလဲ။တို့ဝိညာဉ်ဆိုတာကဘုရားသခင်ကနေလာတာဖြစ်တယ်။ဒေသနာကျမ်းအခန်းကြီး7အငယ်ခွန်ထဲမှာဘယ်လိုပြောလဲဆိုရင်တော့ထိုကာလ၌မြေမှုတ်သည်နေရမြေတို့၎င်းဝိညာဉ်သည်အရင်ပေးတော်မူသောဘုရားသခင်ထံသို့၎င်းပြန်သွားရလိမ့်မည်။ဝိညာဉ်ဆိုတာကဘုရားသခင်ကပေးထားတဲ့အရာဖြစ်တယ်ခန္ဓာဆိုတာကဘုရားသခင်ကမြင်မှုနဲ့ဖန်ဆင်းထားတဲ့အရာဖြစ်တယ်
အဲ့ဒီနှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာလူဟာအသက်ရှင်တဲ့တရားဝါဖြစ်လာတယ်အဲ့ဒီတော့အဲ့ဒီဝိညာဉ်ကဘုရားသခင်စီကိုသွားတယ်အဲ့တော့ဘုရားသခင်ကလာတဲ့ဝိညာဉ်ကဘုရားသခင်နဲ့ကင်းကွာမယ်ဆိုရင်ဘုရားသခင်နဲ့အတူတူမနေရတော့ဘူးဆိုရင်အဲ့ဒီဝိညာဉ်ကလည်းတည်တဲ့အရာဖြစ်တယ်ခန္ဓာနဲ့ဝိညာဉ်ကင်းကွာတဲ့အခါမှာခန္ဓာတည်သွားတယ်ဘုရားသခင်နဲ့အတူဝိညာဉ်ကရှိနေတဲ့အချိန်မှာဝိညာဉ်ကအမြဲတမ်းအသက်ရှင်နေတယ်ဒါပေမဲ့အဲ့ဒီဝိညာဉ်ကလည်းပဲဘုရားသခင်နဲ့ကင်းကွာလိုက်တဲ့အခါမှာအဲ့ဒီဝိညာဉ်ကလည်းအသေးဖြစ်သွားပြန်တယ်။ဘာဖြစ်လို့လဲဆိုရင်တော့အသက်ပေးနိုင်တာကဘုရားပဲဖြစ်တယ်။ဆိုတော့အဲ့ဒီဘုရားနဲ့ဝိညာဉ်နဲ့ကင်းကွာလိုက်တဲ့အခါမှာဝိညာဉ်ကဘုရားမပါတဲ့အခါမှာအသေးကောင်မှာပဲ။ဘာမှမလုပ်နိုင်ဘူး။ဘာမှမလုပ်နိုင်တဲ့အရာတစ်ခုမျိုးဖြစ်သွားတယ်။အဲ့ဒီတော့ကြောင့်မလို့ခန္ဓာမှာဝိညာဉ်မပါတဲ့အခါမှာခန္ဓာကအလကားဖြစ်သွားတယ်လို့မျိုးပဲဖះမပါတဲ့ဝိညာဉ်ကလည်းပဲဘာမှမလုပ်နိုင်တဲ့မတာလူမျိုးပါပဲကဲအဲ့ဒီတို့ကြောင့်မလို့ဖះသခင်ကဒီအတိကိုစားမယ်ဆိုရင်တော့မင်းတို့တေမင်တော့လို့ပြောတာငါမင်းတို့တတ်မယ်လို့ပြောတာမဟုတ်ဘူးအထူးသဖြင့်ဖះသခင်ဆိုလို့ခြင်းတဲ့အကြောင်းရင်းကတော့မင်းတို့ဝိညာဉ်ကငါရဲ့ဝိညာဉ်နဲ့ငါနဲ့ကင်းကွာသွားလိမ့်မယ်ငါနဲ့ကင်းကွာသွားလိမ့်မယ်ငါစကားကိုနားထောင်အဲ့ဒါကိုပြောချင်တာဘုရားကနားမထောင်ခြင်းကနေအပြစ်တရားဖြစ်လာပြီးတော့မှအာရန်နဲ့အေဝါကအဲ့ဒီအတိကိုစားလိုက်တဲ့နောက်ပိုင်းမှာသူတို့ဝိညာဉ်ကတည်သွားတယ်ခန္ဓာကတော့အသက်ရှင်သေးတယ်သူယောမအခန်းကြီး9အငယ်7နှစ်ထဲမှာဤအကြောင်းအရာမူကားအပြစ်တရားသည်တယောက်သောသူအဖြစ်ဤလောကသို့ဝင်၍အပြစ်တရားအဖြစ်တည်ခြင်းတရားဝင်သည်နှင့်အညီလူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်တည်ခြင်းသို့ရောက်ရကြ၏လို့ပြောထားတယ်အပြစ်တရားဆိုတာလူတယောက်အဖြစ်ဒီလောကကိုဝင်လာတယ်တဲ့အာဒံအဖြစ်အာဒာရဲ့ဘုရားသခင်စကားကိုနားမထောင်ခြင်းအဖြစ်ဒီအတိကိုမစားပါနဲ့စားရင်မင်းသိမယ်လို့ပြောတာဒါပေမဲ့ဘုရားစကားကိုလုံးဝနားမထောင်မနဲ့စာရန်ရဲ့လက်စားခြင်းမွေရဲ့လက်စားခြင်းအောက်မှာကြာရောက်သွားပြီးတော့မှအာရန်နဲ့အေဝါကစားလိုက်တဲ့အခါမှာဘုရားသခင်ပြောတဲ့အတိုင်းပဲနားမထောင်ခြင်းကနေအပြစ်တရားဝင်လာတယ်လူတွေအပေါ်မှာလောကပေါ်မှာအပြစ်တရားဝင်လာပြီးတော့မှအဲ့ဒီအပြစ်တရားဝင်လာတဲ့ပြီးတဲ့နောက်ပိုင်းမှာတေခြင်းတရားလဲရောက်လာတယ်တေခြင်းတရားလဲဝင်လာတာဖြစ်တယ်အဲ့ဒီတေခြင်းကဝိညာဉ်တေခြင်းဖြစ်တဲ့အရင်ဥစွာဝိညာဉ်တေခြင်းဖြစ်ပြီးတဲ့နောက်ပိုင်းဘုရားသခင်နဲ့ကင်းကွာပြီးတဲ့နောက်ပိုင်းမှာဘုရားသခင်ကသူတို့နှစ်ယောက်ကိုအပြစ်ရှိတဲ့လူလို့မြင်လိုက်ပြီငါစကားကိုနားမထောင်တော့သူဒီအပြစ်ရှိတဲ့သူအဲ့တော့အပြစ်ရှိတဲ့လူတွေကတတ်ရှင်တဲ့ဘုရားနဲ့အတူနေလို့မရဘူးစီနဲ့ရေလိုပဲစီနဲ့ရေဆိုတာအတူတူထားရင်လည်းပဲတိချစီခွဲထားတယ်သူတို့ပေါင်းဆက်လို့မရဘူးထို့နည်းတူပဲဝိညာဉ်တတ်ရှင်တဲ့ဖျားနဲ့မတတ်ရှင်တဲ့ဝိညာဉ်ကအတူတူနေလို့မရဘူးခန္ဓာကလည်းတေမျိုးဖြစ်လာပြီဝိညာဉ်ကလည်းဘုရားသခင်နဲ့ကင်းကွာလာပြီအဲ့ဒီတော့နောက်ဆုံးမှာထာဝရတေခြင်းဆိုတဲ့အရာရောက်လာတယ်အဲ့ဒီထာဝရဘုရားသခင်နဲ့ကင်းကွာရမယ့်အနေအထားမျိုးရောက်လာတဲ့အခါမှာဘုရားသခင်ကတားလူတွေကိုတားသနာသွားတယ်။အော်ငါနဲ့ခဏကင်းကွာတာကိစ္စမရှိဘူး။ဒါပေမဲ့ထာဝရကြီးကင်းကွာရတော့မယ်ဆိုရင်ထာဝရကြီးလူတွေကတည်ရတော့မယ်ထာဝရကြီးငါနဲ့ဝိတ်ကွာရတော့မယ်ဆိုရင်ဆိုပြီးတော့မှတားကိုလူတွေကိုတနာလာတယ်။တနာလာတဲ့အခါမှာ तू ကဘုရားသခင်ကလူတွေကိုကဲတင်ချင်းနီလန်းရှာလာတယ်ခမည်းတော်ဘုရားသခင်ရဲ့အမျက်တော်သားပြေစေဖို့ရန်အတွက်ပူဇော်ခြင်းနီလန်းမျိုးကိုဘုရားသခင်ကအရင်ဦးဆုံးရှာပေးတယ်ဘုရားသခင်ကမောရှေလက်ထက်မှာပညတ်တော်10ပါးပေးခဲ့တယ်ဒီပညတ်တော်ကိုလိုက်လျှောက်မင်းတို့ကောင်းကြီးခံစားမယ်ဒီပညတ်တော်ကိုလိုက်လျှောက်နောက်ပြီးလို့ရှိရင်ဘာလုပ်ရမလဲတိုးတွေစိတ်ကလေးတွေတိုးကလေးတွေကိုငါစီမလာပူဇော်မီးနဲ့ပူဇော်အသွေးတွေသွန်းအဲ့ဒါမှတလည်းမင်းတို့ကငါတနေ့ခွင့်လွှတ်ပေးမယ်လို့ပြောတယ်ဘုရားသခင်ကအဲ့ဒီအခါမှာသူတို့တိုးတွေစိတ်တွေကိုတတ်ပြီးတော့မှသွေးတွေကိုယူပြီးတော့မှဘုရားသခင်စီမှာပူဇော်လိုက်တဲ့အခါမှာဘုရားသခင်ကတနေ့အမျက်ပြေတယ်လို့ပြောတယ်
တနစ်ခွလို့ချင်းရတယ်ဒါပေမဲ့နှစ်တိုင်းပူဇော်ရမယ့်အနေအထားမျိုးဖြစ်လာတဲ့အခါမှာဘယ်သူမှအဝိတ်ကနေလာတဲ့လူတွေအတွက်လည်းအခက်အခဲရှိသလိုစင်ရသားတွေအတွက်လည်းအခက်အခဲအများကြီးရှိလာတယ်အပြစ်လွတ်ချခံစားပွင့်ရတဲ့အခက်အခဲအများကြီးရှိလာတဲ့အခါမှာဘုရားသခင်ကဒီနိလကတော့အဆင်မပြေတော့ဘူးအဲ့ဒီတော့ဒီပညာချက်ကိုလည်းလူတွေကမလိုက်နိုင်တော့မလုံနဲ့ဆိုတဲ့ဟာလည်းလှုပ်ချင်ကြတယ်လူဆိုတဲ့တော်ဝါကမလုံနဲ့ဆိုတဲ့အရာကိုလှုပ်ချင်တယ်လှုပ်ပါဆိုတဲ့အရာကိုမလှုပ်ချင်တဲ့အနေအထားမျိုးဖြစ်လာတဲ့အခါမှာသူတို့အပြစ်ကနေကယ်တင်ဖို့ရအတွက်နိလနောက်တနိလပြန်စဉ်းစားတယ်ပြန်စဉ်းစားလိုက်တဲ့အခါမှာသူ့ရဲ့သားတော်မြတ်သခင်ယေရှုဖခင်ကိုဒီလောကကိုစေလွှတ်လာခြင်းဖြစ်တယ်ဘသူသွားမလဲလို့မေးတဲ့အခါမှာဟေဘဲဩဝါဒစာထဲမှာယေရှုခရစ်တော်ကကျွန်ုပ်သွားပါမယ်လို့ပြောထားတယ်ဘယ်ကိုသွားမှလဲလူသားတွေကိုကယ်တင်ဖို့ရအတွက်ဒီလူစားတီကိုခံယူဖို့သူ့ရဲ့သားတော်မြတ်ယေရှုခရစ်တော်ကိုယ်တိုင်ကဒီလောကကိုဆင်းကြွလာဖို့ကျွန်ုပ်သွားပါမယ်လို့ပြောတာဖြစ်တယ်အပြစ်သားချင်းကယ်တင်လို့မရဘူးအပြစ်သားချင်းကယ်တင်လို့မရဘာဖြစ်လို့လဲသူတို့သူရမတတ်ဘူးမတတ်တဲ့အခါမှာဘုရားသခင်ကတန်းနဲ့သွေးကိုလိုချင်တာတန်းနဲ့သွေးတိုးကလေးနွားကလေးစိတ်ကလေးဆိုတာအပြစ်မပါအခါမလေသေးဘူးအပြစ်ဆိုတာမရှိသေးဘူးအဲ့ဒီနွားကလေးတိုးကလေးအသွေးကိုပူဇော်ရမယ်လို့ဘုရားကတောင်းဆိုထားတယ်ဘာဖြစ်လို့လဲသူတို့ကတတ်ရှင်းရှိသေးတယ်အပြစ်အနာစာမရှိသေးဘူးအဲ့တော့သူတို့ကိုအဲ့ဒီတိုးကလေးနွားကလေးအပြစ်မရှိတဲ့ဟာတွေပူဇော်တဲ့အခါမှာသူတို့အသွေးကိုကြည့်ပြီးမှဘုရားကအမျက်တော်သားပြည်တယ်လို့အပြစ်ရှိတဲ့လူသားတွေအသွေးကိုလူတွေအပြစ်အားလုံးကိုစားသွားပူဇော်မယ်ဆိုရင်ဘုရားကလုံးဝလက်မခံလူတိုင်းအာရာနဲ့အေဝါကနေစင်တက်လာတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့အပြစ်လူတိုင်းရှိကြတဲ့အခါမှာအပြစ်ရှိတဲ့အသွေးကလူတွေကိုဘုရားစီကိုပူဇော်မယ်ဆိုတော့လုံးဝခွတ်လို့ချေရမှာမဟုတ်ဘူးအဲ့ဒီတော့အပြစ်ခွတ်လို့ချေရဖို့ရတဲ့တတ်ရှင်တဲ့ဘုရားသခင်ယေရှုဘုရားရဲ့အသွေးတော်ကတာလေအဲ့ဒီဘုရားရဲ့အမျက်တော်ကိုပြေနိုင်တယ်လို့ပြေစေနိုင်တယ်လို့လူတွေကိုကယ်တင်နိုင်တဲ့အသွေးတော်ဖြစ်တယ်တတ်ရှင်တဲ့အသွေးတော်ဖြစ်တယ်အဲ့ဒီတော့ကြောင့်မလို့ယေရှုခရစ်တော်ကဆင်းကြွလာပြီးတော့မှအသက်33ဝန်းကျင်လောက်မှာလဝါကတိုင်မှာလူတွေအားလုံးကိုစားအသွေးသွန်းပေးတယ်တေချင်းခံပေးတယ်တေချင်းခံပေးတယ်ဆိုတာဘယ်လိုမျိုးတေမျိုးလဲအစောနာကျွန်တော်တေချင်းအကြောင်းပြောပြီးပြီအဲ့တော့တေချင်းဆိုတဲ့ထက်မှာလူတွေကဘုရားသခင်နဲ့အမြဲတမ်းကင်းကွာရတော့မယ်ထာဝရကင်းကွာရတော့မယ်ဘုရားကကောင်းကင်ဘုံဒုက္ခချမ်းသာနေရာမှာနေပြီးတော့မှလူတွေကအပြစ်ရှိတဲ့အတွက်ကြောင့်အပင်ငယ်လောင်ကျွမ်းတဲ့မိအိုက်ထဲမှာအမြဲတမ်းဝေဒနာခံစားပြီးတော့မှထာဝရဘုရားနဲ့အမြဲတမ်းကင်းကွာရတဲ့ဘဝထာဝရကင်းကွာရတဲ့ဘဝကြာရောက်တော့မယ့်အချိန်မှာဘုရားသခင်ကကယ်တင်ခြင်းနည်းလမ်းကိုရှာပေးတယ်ဘလို့ရှာပေးလဲဆိုရင်လူတွေကိုယ်တိုင်ကတေမရမယ်နောက်တနည်းအဖြစ်ပြောမယ်ဆိုလူတွေကိုယ်တိုင်ကပူဇော်မရမယ်ဒါပေမဲ့မပူဇော်နိုင်ဘူးမပူဇော်နိုင်တဲ့အခါမှာအပြစ်ရှိတဲ့အသွေးဖြစ်တဲ့အခါမှာရှင်လုကာထဲမှာလည်းရှိတယ်ကျွန်ုပ်ဖះအဘယ်ကြောင့်ကျွန်ုပ်ကိုဆုံးပြတော်မူသည်ဆိုပြီးတော့မှယေရှုခရစ်တော်ကိုယ်တိုင်ကသူ့ရဲ့ခမည်းတော်ဖះကိုအဲ့လိုပြောထားတယ်ဘာလို့ဆိုလို့ချင်တာလဲအဲ့ဒီလက်ဝါးကတိုင်းမှာယေရှုခရစ်တော်ရှိနေတဲ့အချိန်မှာခမည်းတော်ဖះကယေရှုခရစ်တော်ကိုထားခဲ့တယ်မျက်နှာလွှဲလိုက်တယ်သူ့ရဲ့သားအဖြစ်ကနေဆွန့်လိုက်တယ်သူ့ရဲ့သားအဖြစ်ကနေဆွန့်ပြီးတော့မှအပြစ်မရှိတဲ့ယေရှုခရစ်တော်ကိုအပြစ်ရှိတဲ့သူအဖြစ်မှတ်ပလိုက်တယ်မျက်နှာလွှဲလိုက်တယ်ဘာဖြစ်လို့လဲအဲ့ဒီတေချင်းခဏလောက်သားတော်ခမည်းတော်ဖះနဲ့သားတော်ဖះထာဝရအတူတူနေလာတဲ့သားဖကခဏကျင်းกว่าတာတာခံစားတယ်တေချင်းဆိုတာလေတာခက်ခဲတယ်တာကိုခက်ခဲတဲ့အခါမှာယေရှုခရစ်တော်ကသူ့အဘနဲ့ကျင်းกว่าဖို့တာကြောက်တယ်တေဖို့တာကြောက်တယ်တေဖို့ဆိုတာဒီခန္ဓာတေဖို့ကိုပြောတာမဟုတ်နော်ယေရှုခရစ်တော်နဲ့ဖះတကီခမည်းတော်ဖះနဲ့ခဏလောက်ကျင်းกว่าဖို့တာကြောက်တယ်ယေရှုခရစ်တော်ကဒါပေမဲ့ခဏကျင့်กว่าတဲ့အခါမှာယေရှုခရစ်တော်တာခံစားပြီးမှကျွန်ုပ်ဖះအဖားလို့မခေါ်တော့ဘူးသူက
အပြစ်ရှိတဲ့လူလို့ဖះကမှားလိုက်တဲ့အခါမှာအဖားလို့မခေါ်ထိုက်တော့အကျွန်ုပ်ဖះလို့သူကခမည်းတော်ကိုခေါ်လိုက်တယ်ကျွန်ုပ်ဖះဘာဖြစ်လို့ကျွန်တော်ကိုဆွန်းတာလဲလို့ပြောတယ်ဆွန်းပြီးဆိုကြတဲ့ကတော့တေးပြီးဆိုတဲ့သဘောကင်းကွာပြီးဆိုတဲ့သဘောအဲ့တော့ကျွန်တော်တို့ဖះသခင်နဲ့ထာဝရကင်းကွာပြီးတော့မှထာဝရတေမဲ့ငရဲအိမ်မှာအမြဲတမ်းနေရမယ့်ကိုစားကိုယေရှုခရစ်တော်ကလက်ဝါးကားတိုင်းမှာသူ့ရဲ့ခမည်းတော်နဲ့ခဏကင်းကွာရခြင်းဖြစ်တယ်ခဏအသေးရခြင်းဖြစ်တယ်အဲ့တော့ခန္ဓာလေးတည်သွားတယ်နောက်ဆုံးမှာခန္ဓာလေးသူ့ရဲ့ခန္ဓာအသက်ကိုယေရှုခရစ်တော်ကခမည်းတော်လက်ထက်အပ်လိုက်တယ်ခမည်းတော်ကယေရှုခရစ်တော်ကသူ့အသက်ကိုဆွန်းပြီးတော့မှတကြိုချင်းကိုခံတယ်3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ပြီးတော့မှလူတွေအယောက်900တဲ့ကနေကောင်းကင်ဘုံတက်သွားတယ်အဲ့တော့သူ့ရဲ့ခမည်းတော်ဖះနဲ့ခဏကင်းကွာရခြင်းကြောက်ပြီးရင်သူ့ရဲ့အသွေးသွန်းခြင်းကြောက်ဖះသခင်ခမည်းတော်ဖះသခင်ကလူသားတွေကိုထာဝရခွင့်လွှတ်ပေးလိုက်တယ်ဘလို့ခွင့်လွှတ်ပေးလဲဆိုရင်တော့မင်းတို့အပြစ်ကိုငါခွင့်လွှတ်မယ်တိုးတော်ရှိတယ်မှတ်ချက်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်ရမယ်ဘာဖြစ်လို့လဲလူသားတွေကိုတကယ်ကယ်တင်ခဲ့တာကိုအဲ့တော့ဒီလောက်လူတွေအတွက်ဒီလောက်အနစ်နာခံတဲ့ဒီလောက်ထိအသက်တောင်ပေးသွားတဲ့ယေရှုခရစ်တော်ကိုကိုယ့်ရဲ့ကယ်တင်ရှင်မလို့လက်မခံချင်မခံနဲ့ပေါ့အဲ့ကြောင့်လက်ခံလိုက်မင်းတို့ကယ်တင်တဲ့အရှင်ပဲမင်းတို့လက်ခံရင်ငါမင်းတို့အပြစ်ကိုမမှတ်ဘူးခမည်းတော်ဘုရားပြတ်တတ်ပဲပြောတယ်အဲ့ဒီတော့ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံဖို့ပဲလိုပါတယ်ဘုရားကမတရားတာမဟုတ်ပါဘူးဖျားတဲ့လူတယောက်ကဆေးပေးတဲ့ဆရာကမှားသလားဒါမှမဟုတ်ရင်လူဆေးမတောက်ချင်တဲ့လူကမှားသလားဆေးပေးပေမဲ့ဆေးမတောက်ချင်တဲ့လူကမှားသလားဒါမှမဟုတ်ရင်ဖျားနေတဲ့အချိန်မှာဆေးတိုက်နေတဲ့ဆရာဝန်ကမှားသလားအဲ့တော့ဆရာဝန်ကသူ့တောင်းဝန်ကျေပြီနော်ဆေးပေးပြီးပြီဆရာဝန်ကငါ့ကိုကျမ်းမာချင်းပေးရမယ်လို့သွားပြောလို့မရဘူးဆရာဝန်ကသူပေးနိုင်တာဆေးပေးပြီးပြီအဲ့တော့ဆေးပေးပြီဆိုရင်အဲ့ဒီဆေးတစ်လုံးလေးကိုတောက်လိုက်ရုံပေါ့မတောက်ချင်ဘူးဆိုရင်တေးမှာပဲလေအဲ့လိုပါပဲယေရှုခရစ်တော်ကလက်ဝါးကားတိုင်းမှာကျွန်တော်တို့လူသားတွေအတွက်အားလုံးကိုစားခံပေးပြီးပြီသူတောင်းဝန်ကျေပြီခမည်းတော်ဘုရားကလည်းငါရဲ့သားတော်မင်းတို့အတွက်လုပ်ပေးတာကျေပြီတောင်းဝန်ပြီးပြီယေရှုခရစ်တော်ကိုယ်တိုင်ကလည်းလက်ဝါးကားတိုင်းမှာအမှုပြီးပြီလို့ကြေညာထားပြီးပြီအဲ့တော့ကျွန်တော်တို့လူသားတွေသူ့ရဲ့ကယ်တင်ခြင်းကိုလက်ခံတာမခံတာတော့ကျွန်တော်တို့လူသားတွေအပိုင်းပဲအဲ့တော့ဘုရားကိုအပြစ်သွားတင်လို့မရဘူးဘုရားကိုမတရားဘူးလို့သွားပြောလို့မရဘူးအဲ့ဒီတော့ကြောင့်မလို့ဘုရားသခင်ကတရားတဲ့ဘုရားဖြစ်တယ်လူသားတွေကိုအပြစ်စီနောက်ဆုံးချိန်မှာလူသားတွေကိုတရားမျှတစွာနဲ့အပြစ်စီမဲ့ဘုရားဖြစ်တယ်အဲ့ဒီစီတဲ့အခါမှာကိုယ့်ရဲ့အကျင့်အတိုင်းကိုဘုရားသခင်ကစီရင်မှာဖြစ်တယ်လူတို့ရဲ့အကျင့်အတိုင်းစီရင်မယ်လို့ကျမ်းစာထဲမှာပြောထားတာဖြစ်တယ်ဘယ်လိုစီရင်မလဲကဲမင်းဘယ်လောက်ကျင့်နိုင်ခဲ့လဲမင်းဘယ်လောက်ကျင့်နိုင်ခဲ့လဲမင်းအကျင့်တရားဘယ်လောက်ရှိလဲတရားမှာတရားကျင့်ရမှာတရားမှာတရားကျင့်ရမှာကောင်းကင်ဘုံကိုရောက်မှာဘုရားရှိတဲ့နေရာကိုရောက်နိုင်မှာတရားမှာတရားကျင့်နိုင်မှာတတ်ရှင်းတဲ့လူလို့ဘုရားခင်ကတတ်မှတ်မှာအဲ့တော့တရားမှာတရားမကျင့်နိုင်မဲနဲ့တရားမှာ80ပဲချစ်ချစ်99ပဲချစ်ချစ်တခုမကျင့်နိုင်ဘူးဆိုရင်အလကားပဲအောင်မှ90လို့တတ်မှတ်ပြီးပြီဆိုရင်49ပဲရှိမင်းရှုံးတာပဲကျန်တဲ့ဟာတွေ6ဘာသာ6ဘာသာထဲမှာ9ဘာသာကုန်ထူး99မှတ်ပဲရမှတ်100ပဲရနောက်တစ်ဘာသာ49လောက်ပဲရတယ်ဆိုရင်ရှုံးတာပဲထိုနေ့တူပဲဘလောက်ပဲအကျင့်ကောင်းကြံတဲ့ဟာတွေအကုန်ကျင့်ပါစိတ်ထဲကနေလူတယောက်ကိုတစ်ချက်ပြစ်မှတ်လိုက်လို့ရှိရင်အဲ့ဒီအပြစ်တစ်ခုကြောင့်ထာဝရအပင်ငရဲသွားရမှာလုံနိုင်လားအဲ့တော့မလုံနိုင်ဘူးဆိုရင်တရားမျှတတဲ့ဘုရားလူတွေအတွက်အသက်ပေးတဲ့ဘုရား
ကိုကဲတေရှင်ဖြစ်ပါတယ်လို့နှုတ်ကနေဝခံပြီးစိတ်နှလုံးကနေယုံကြည်လိုက်ရင်ထာဝရအသက်ရမှာအဲ့ဒါဘုရားမတရားဘူးလားယုံလိုက်ပါမိတ်ဆွေတင့်အတွက်ဖြစ်တယ်ဘုရားသခင်ကောင်းချီးပေးပါစေအာမင်